ကဲ hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Mr. Giza ပဲဖြစ်တယ်ပေါ့နော်ဒီကလစ်ဗီဒီယိုလေးကတော့ကျွန်တော် Bangkok ကိုပထမဆုံးပြန်နေမဲ့ဗီဒီယိုလေးဖြစ်ပြီးကျွန်တော်ရဲ့ပထမဆုံးစပြီးတင်တဲ့ SMB လေးတွေဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုလေးထဲမှာဆိုတော့ပြီးကျွန်တော် starter လေးတစ်လုံးစောက်သွားပါပေါ့နော်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကတော့ကျွန်တော်ရဲ့ Survival Craft episode 1လေးပဲဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော် like subscribe လုပ်ပေးကြပါဦးဗျโอเคကျွန်တော် wall ထဲတော့ရောက်လာပြီဆိုတော့ဘာလုပ်မလဲရှေ့မှာကျွန်တော် zoom ပြီးကောင်ဒီကောင်က key မယ်အဲ့ကောင်လာထားရအောင်ရော့ကွာရော့လာထားရော့ကွာရော့โอเคတော့ပြေးသွားပြီโอเคကျွန်တော်စပြီး spawn လာကျွန်တော်ဂျန်ငယ်ထဲမှာပေါ့နော်ကျွန်တော်ဒါရှိတ်ရလေးထည့်စော်တာတော့ကျွန်တော်နည်းနည်းတော့မောင်ချင်တယ်ဆိုတော့โอเคဒီမှာဝိုင်းတယ်အများကြီးပဲရှိရပေါ့နော်ဝါးဒီအများကြီးပဲရှိတယ်ကျွန်တော်နောက်တစ်ခါလိုရရင်ကျွန်တော်ဒီမှာလာပြီးတော့ခုတ်လို့ရတယ်ပေါ့နော်ဒီကောင်မှာကျွန်တော်ပန်လာရေးတကောင်အကောင်ကျွန်တော်စာကျွေးမယ်ကိုကျွန်တော်ဝါးလေးအရင်ဆုံးကျွန်တော်ထူးလိုက်မယ်ပေါ့နော်โอเคဝိုင်းအများကြီးပဲအဲကျွန်တော်ဒီမှာ zoom in နဲ့ကောင်ကျွန်တော်ကိုလာပြီးချပြန်ဒီကောင်နဲ့ဆောင်းမကုန်မကြည့်တာရော့ကွာဟာလွဲနေသေးရဲ့ရော့ကွာမလေးကျွန်တော်ဆက်ကြီးမှကျွန်တော်သေတော့မလို့ဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီကောင်လေးတောက်ကျွန်တော်ပြန်စားလိုက်တော့တွေးပြန်ဖြေရဖို့အတွက်ရှေ့မှာကျွန်တော်ပန်နာလေးရှိစရာလေးဗျကြော့အောင်ရော့စားဒီကောင်တော့တာစားရပဲဒီကောင်ဘိုင်းနေလေးလိုက်ရနော်ရှိစရာလေးโอเคဒါကျွန်တော်ဒီ cave ထဲမှာဘာရှိမလဲချက်ကြည့်မယ်ကျွန်တော်ဆက်ချင်းတွေ့အောင်ကော့ပါပါနော်โอเคကျွန်တော် Minecraft player ကြီးပထမဆုံးလို့ကျွန်တော်တစ်ပင်ခုံပါမယ်နော်ဆိုတော့โอเคဟိုချက်ခရီပါနော်ဒီကောင်ကပောက်ကွဲလိုက်ရင်တော့တေသွားအောင်ပေါ့နော်ဒီမှာကျွန်တော်ကောင်ထိသွားပြီဆိုတော့ကဲဒီနားမလုံးကြုံဆိုတော့ကျွန်တော်နည်းနည်းလေးနှမ်းတဲ့နေရာမှာကျွန်တော်တစ်ခုံမယ်ပေါ့နော်ကဲကျွန်တော်ဒီမှာပဲခေါက်လိုက်တော့မယ်โอเคကျွန်တော်တစ်ခုတ်လို့လည်းပြီးတော့ဘာလုပ်မလဲဆိုတော့ကျွန်တော်တူလေးအရင်လုပ်ကြမယ်ပေါ့နော်โอเค crafting တွေပဲ and stick ဟုတ်ပြီပါเนาะကျွန်တော်ဒီမှာpicket လေးပါเนาะကျွန်တော် wooden picket လေးအရင်ဆုံး craft လိုက်မယ်โอเคပါเนาะကျွန်တော်တကောင်လေးပြန်ယူလိုက်မယ်ဟုတ်ပြီပြီးတော့ကျွန်တော် stone လေးအရင်မသွားမိုင်းမယ်ပေါ့เนาะတော့ကူကတော့မောင်နေပြီဆိုတော့โอเคstone လေးပိုင်းမိုင်းပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့တူးလို့ကျွန်တော် upgrade မြင့်မယ်ပေါ့ဗျာ stone 2မြင့်လိုက်မယ် okay stone age stone pickaxe okay crap ပြီးရင်ကျွန်တော်နေရာလေးစီလိုက်မယ် okay ရပြီပေါ့နော် okay ကျွန်တော်ပြန်တက်မယ်တော့အောက်မှာကျွန်တော်ဟိုမှာ creeper နှစ်ကောင်ပေါ့နော်ဒီကောင်နေတော့ပေါက်လိုက်ကျွန်တော်ဒီသွေးနဲ့ဆိုကျွန်တော်ချက်ချင်းတည်သွားမှာပါ okay ကျွန်တော်ပြီးအခုဒီဘိုင်ယုံလေးကကျွန်တော်ထွက်မယ်ပေါ့နော်ကျွန်တော်အရင်ဆုံးကျွန်တော်ဝါးလေးအရင်ဆုံးယူရမယ်ပေါ့နော်ကျွန်တော်လမ်းမှာကျွန်တော်နေမဲ့နေရာပဲကျွန်တော်စိုက်လို့ရအောင်လို့ပေါ့နော်ဒီကိုလာခုတ်ရင်လည်းခုတ်မယ်မခုတ်ရင်လည်းမခုတ်ဘူးပေါ့ဗျာဆိုတော့ကျွန်တော်ဘိုက်ကလည်းစားနေပြီတက်မှာကျွန်တော်စားစရာလည်းမရှိသေးဘူးပေါ့နော်ကျွန်တော်ဘိုင်ရှိမလဲကျွန်တော်တော့လိုက်ချတီအောင်ကျွန်တော်ကန်ကောင်းတယ်ဗျအုံးမှာကျွန်တော်မေတုံနေပါနော်ဝါတာမေတုံတွေ့တယ်โอเคကျွန်တော်အရင်ဆုံးဘိုင်ချင်းလေးဖြည့်လိုက်မယ်လည်းဦးနဲ့တိုက်နေတယ်ဟာโอเคကျွန်တော်ဒါလေးယူလိုက်မယ်โอเคကျွန်တော်ဒါလေးယူလိုက်တော့ကျွန်တော်ဒီရာလေးကျွန်တော်နည်းနည်းလိုက်ချလိုက်မယ်ဗျโอเคကျွန်တော်ဘိုင်ယုံလေးကကျွန်တော်ထွက်လို့လိုက်ရလာပြီပေါ့နော်ဒီဘက်ကျွန်တော်တွင်းပေါ့နော်ဆိုတော့โอเคရှေ့ကိုနည်းနည်းဆက်သွားလိုက်မယ်ကျွန်တော်ဒီညလေးတော်တော်လေးကိုလှတယ်ဗျဒီမှာကျွန်တော်တောင်ကြီးနေပေါ့နော်ဝါးပိန်လေးနဲ့မစိုးဗျဒီနေရာနောက်ကျွန်တော်နောက်ကျရင်ဒီနားမှာကျွန်တော် beast လောက်ရလောက်မယ်ပေါ့နော်ဟိုအောက်မှာကျွန်တော်ခြေကန်လေးရရှိတယ်ဆိုတော့ညမှာလည်းကျွန်တော်လို့ရရပေါ့နော်ဒီနားလေးကျွန်တော်လှတယ်တော်တော်လေးလှတယ်ဗျဟိုဘက်မှာကျွန်တော်ဘိုင်ယုံနေတယ်များတယ်ဆိုတော့အရင်ကကျွန်တော်စားဘက်ကဒီကောင်လေးကြီးလိုက်မယ်โอเคကျွန်တော်ပြီးသွားပြီဆိုတော့ကျွန်တော်ဘာလုပ်မလဲ
maybe ကျွန်တော်ဟိုမှာရှေ့မှာလည်းရွာတွေ့ပြီပေါ့နော် okay ဒီကောင်ကျွန်တော်ကေးလိုက်မယ်ရော့ကွာအဲ့ကောင်မပြေးနဲ့ရော့အေးရမပြေးနဲ့ရော့အဲ့ကောင်တော်ပြေးတဲ့ကောင်ပဲရော့တေးသားပြီဒီကောင်တေးသားပြီဆိုတော့ကျွန်တော်ဒီကောင်လေးကိုချက်မယ်ပေါ့နော်အသားချက်အောင် okay ကျွန်တော် furnace လေးတခုcraft လိုက်မယ်ပေါ့နော်maybe ကျွန်တော်အရင်ဆုံးကျွန်တော်ဝတ်သားရေးရင်ကေးမယ်ကျွန်တော်မီးလေးမရှိတော့ကျွန်တော်တစ်သားနဲ့ပဲกินလိုက်မယ်ပေါ့နော်โอเคတက်ကေးမယ်ပေါ့ပြီးတော့ကျွန်တော်နည်းနည်း stone လေးပါနည်းနည်းထပ်တူလိုက်မယ်ဗျဒီနေ့မှာဘာရှိလဲကျွန်တော်ဒါဒီနားလေးပဲတူလိုက်တော့ပဲပေါ့နော်အဲဒီပဲကွက်ပြီးတွဲတော့မယ်โอเคကျွန်တော် stone လေးလည်းရပြီဆိုတော့ကျွန်တော်maybe ခုနကကျွန်တော်တိုးတက်လို့ရတဲ့ဟာလေးနဲ့တော့ဘက်လေးတစ်ခုလောလိုက်မယ်ပေါ့နော်အဲ့ဟာဒီကျွန်တော်ညမောင်မဲနေကျွန်တော်ဇိုဘီပိုင်းနဲ့ဆိုကျွန်တော်ဆင်ပြေဘူးဗျအဲကြောင့်မို့ကျွန်တော်ရင်တော့လောလိုက်မယ်ပြီးပြီလားပြီးသေးဘူးဟိုခဏဆောင်းလိုက်မယ်โอเคနှစ်ခုပဲလိုတော့တယ်ပေါ့နော်တော်လှတယ်ဗျကျွန်တော်ရှိတ်တာပတ်ပေါ့နော်ကျွန်တော်ဒီရှိတ်တာပတ်ကိုလိုချင်ကျွန်တော်description မှာရှပေးထားမယ်ပေါ့နော်โอเคဆိုတော့ကျွန်တော်နေရာလေးပြန်စီလိုက်မယ်တင်းကြပါတော့โอเคရပြီလားမသိဘူးချက်ကြည့်အောင်โอเคရပြီပေါ့နော်ရရင်ကျွန်တော်ဒါလေးတိတ်ကျွန်တော်ရွာကိုတစ်ချက်တော့သွားကြည့်အောင်ပေါ့โอเคရွာကိုသွားမယ်ပေါ့နော်ရွာကျွန်တော်ကြီးလားမသိဘူးချက်တော့ကြည့်ရအောင်ဆိုတော့ဒီမှာခွေးလေးပေါ့နော်ကျွန်တော်ဒီကောင်ကိုမွေးတော့မွေးကြတယ်ဒါပေမဲ့လောဆယ်ကနောက်မှာဘုံမရှိတော့မွေးလို့မရဘူးပေါ့နော်အဲဒီကောင်ကကေးပြီလားမသိဘူးသွားကြည့်အောင်မဟုတ်ဘူးโอเคဆိုတော့ရွာလေးကိုရင်ဝင်ရအောင်ရွာလေးကကျွန်တော်အောက်မှာကျွန်တော်တအိမ်မဲတွေ့ရမှာနော်ရွာသားတွေရှိတယ်အဲဒီမှာကျွန်တော်ခိုးတွေ့ပြီကျွန်တော်ခိုးလေးရင်တော့ဘိုင်းလိုက်မယ်ဗျโอเคကျွန်တော် toss လုပ်လိုက်မယ်ပေါ့နော်ဒီကโอเค toss အရင်လုပ်လိုက်မယ်โอเคဘာလို့တော့ဒါကောင်လေးမီးထုံးပြီးကျွန်တော်ဆက်ပြီးမိုင်းလိုက်မယ်ဆက်ပြီးမိုင်းလိုက်မယ်တော်ပြီရောနော်ဆိုတော့အဲဒီမှာကျွန်တော်နေလဲဝင်တော့မယ်ဒီမှာဟေးဘိတ်လည်းတွေ့ရဆိုကျွန်တော်ဟေးဘိတ်ခူးလိုက်မယ်ယူလိုက်မယ်ပေါ့နော်တော့လည်းကျွန်တော်နောက်ပိုင်းကျကျွန်တော်အစားအစာတွေကျွန်တော်လုံလောက်တယ်ပေါ့ဟိုလေးကတတော်ကတော့ယူမနေတော့ပြကျွန်တော်ဟောအဲ့ဒီမြင်းလေးတော့ကျွန်တော်အစာထားပေးခဲ့မှာတော့နော်โอเคမိုးလဲရှုပ်တော့မယ်ဆိုတော့ဒီကောင်တွေတော့မှအိမ်ထဲဝင်ကုန်ပြီနေဝင်ချင်းတော်လှတယ်ဒီကောင်လေးကဆက်ပြီးယူလိုက်မယ်โอเคရပြီဆိုတော့ကျွန်တော် line နဲ့စားဖြစ်နေပြီ line မှာပဲအိတ်ခွဲလိုက်တော့မှာပေါ့နော်โอเคကျွန်တော် day 2တော့ရောက်လာပြီဟုတ်တယ် day 2ဗျကျွန်တော် day 2ရောက်လာပြီဒီမှာကျွန်တော်ဒီကောင်းလေးကိုကျွန်တော်ကေးလိုက်မယ်ရော့ကွာโอเคကေးပြီတော့ကျွန်တော်ရွာပေါ်ကိုကျွန်တော်တစ်ချက်တော့တက်ကြည့်အောင်ဒီဗီဒီယိုကျွန်တော်နည်းနည်းတော့ရှင်းနိုင်တယ်ဗျဘာလို့ဆိုကျွန်တော်ပထမဆုံးဆောက်လုပ်တဲ့ SMB ဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒါလည်းအများကြီးပါနိုင်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကြည့်ပေးကြပါမယ်နော်ကျွန်တော်ဝေးလည်းပြန်လုပ်လည်းရပါတယ်ဆိုတော့โอเคပါနော်ဒီကျွန်တော်တကောင်လေးကျွန်တော်ဟေးဘက်လေးဆက်တွေ့ဒီကောင်လေးကိုပဲပြန်လာထပ်ယူလိုက်မယ်ကဲအိမ်ထဲပါရှိမလဲဆိုတော့ chest ထဲမှာโอเค bread တွေရှိမယ်ပူတာတာလားပူတေးတိုးလားပူတာတိုးโอเคပူတာတိုးရှိတယ်ပြီးတော့ကျွန်တော်ကိုရဲနှစ်ကတ်ရှိရပါတော့စီတွေပါရောကျွန်တော်ယူနေတော့ကျွန်တော် inventory ရှင်းမယ်ပေါ့နော်ကိုနဲ့ကကျွန်တော်ထိတ်ရှင်းခဲ့ကောင်းမယ်တော်ပါပြီနော်ကျွန်တော်နောက်ကျရင်လိုအပ်လာတယ်ကိုနဲ့ကလည်းโอเคဟိုမှာကျွန်တော် iron gland တွေ့တယ်ဒီကောင်ကျွန်တော်နောက်ကကေးမယ်ပေါ့နော်ဟောကပါကြည့်မလဲဆိုတော့
လေသာပေါ့နော်လေသာ shift plate ပေါ့နော်ဒီကောင်ကိုကျွန်တော်ဝစ်လိုက်မယ် Okay ကျွန်တော်ဒီအိမ်မှာလည်းကျွန်တော်ရှိတော့တယ်ဗျဒီကနှစ်ဖက်ဆိုတော့ကျွန်တော်အဲ့ရနှလုံးဆိုတော့share နှစ်ခုပဲကျွန်တော်မရှိဘူးဗျတခွားငမွဲကောင်းတယ် Okay ဒီကောင်ဒီကောင်ချိန်မှာကျွန်တော် apple တွေရှိရပါတော့ Okay potato တွေယူမယ်ကျွန်တော် apple တွေယူမယ်ပြီးတော့ဒီကောင်ကျွန်တော်တိန်းတဲ့အိတ်လေးပါနော်ဒီကောင်လေးကျွန်တော်ယူလိုက်မယ် Okay ဟုတ်ပြီအောက်ကရောရှိမလားဆိုတော့အောက်ကလည်းကျွန်တော်ရှိမဲ့ပုံမပေါ့ဘူးဗျဆိုတော့အပေါ်တစ်ချက်တော့တက်ကြည့်မယ်မတက်ခင်โอเคကျွန်တော်မတက်ခင်တော့ကျွန်တော်တွင်းလေးတွေ့ရကောင်နဲ့မလားတော့မသိဘူးဗျနဲ့တော့မနဲ့လောက်ဘူးနော်ဆိုတော့အပေါ်တက်ကြည့်မယ်ဒီမှာဒီကောင်နဲ့အကောင်ပလောင်တွေကဒီကောင်တော်တော်မွေးတဲ့ကောင်တွေတော့ဒီစိတ်ခင်းလေးတော့ကျွန်တော်ရှိတ်သွားမယ်ပေါ့နော်နောက်ဘက်ကျရင်ကျွန်တော်လိုအပ်လာနိုင်တယ်ဆိုတော့ကျွန်တော်လည်းရိုက်သွားလိုက်မယ်ဒီကောင်တွေကစားစားတော့ပိုးများနေရွာဆိုတော့ဟုတ်တယ်မလားတော်ကြီးရိုက်တာတော့ဒီကောင်ဘာမှဖြစ်တော့ပါဘူးကျွန်တော်အောက်ဆင်းအောင်ဒီနေ့မှရှိမလားဒီနေ့မှဆက်ရှိမလားကျွန်တော်ချက်ကြည့်လိုက်မယ်မရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်အောက်ကိုဆင်းလိုက်မယ်တော့ဒါကတော့ရိတ်နေတော့ဘောနော်ဒီကောင်တွေကဒါလေးတော့ထားပေးကြလိုက်တော့မယ်โอเคကျွန်တော်ဟိုမှာကျွန်တော်အိုင်းလုံးကလည်းတွေ့ပြီဒီကောင်ကျွန်တော်ကေးရမယ်ပေါ့နော်ရှော့ကွာကဲပြေးထားမှလုံးမယ်ဟဲ့နောက်မှလိုက်ထင်တယ်နော်โอเคကျွန်တော်ဒီကောင်ဘလော့က4ဘလော့လောက်ကနေချပြီးတော့ကေးမှဒီကောင်ကအနေတော့ပဲပေါ့နော်3ဘလော့လောက်ကနေဆိုဒီကောင်ကျွန်တော်တို့လှမ်းရိုက်လို့ရမိရပေါ့နော်ယော့အာဖမီယူနော်ယော့အာယော့ယော့ကွာယော့ကွာတေးတန်းကွာတေးတန်းကွာကျွန်တော်အဲ့တောင်ကျိုးလိုက်ပါတော့ကျွန်တော်ပြန်လုံးလိုက်တော့မယ်โอเคကျွန်တော်အဲ့ဘယ်တုံးရတယ်တစ်ချက်ရှိုးလိုက်မယ်ပေါ့နော်3လုံးတော့2တုံးတော့ဖြစ်ပါသေးတယ်ပေါ့နော်မင်းက3လုံးတော့ပြီးโอเคကျွန်တော်ဆင်ပြေသွားပြီကျွန်တော်9တုံးရတယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်ကိုယ်ကောက်ဖို့အတွက်စီးလေးတစ်ခုအရင်ဆုံးလုပ်လိုက်မယ်ပြီးတော့ကျွန်တော်ကျိုးသွားတဲ့ကျွန်တော် S လေးတစ်ခုပြန်လုပ်မယ်ပေါ့နော်ကျွန်တော် stick ကမရှိဘူးဆိုတော့ကျွန်တော် stick ရင်လုပ်လိုက်မယ်ပေါ့နော်โอเค stick ရင်လုပ်မယ်ဆိုတော့ကျွန်တော်တို့ဝါးရှိရယ်ဝါးယူလိုက်မယ်နှလုံးနှစ်ခုပေါ့နော်โอเคအိုင်ယွန်ကတော့လုံးနေတော့ဗျရှားပြီကျွန်တော်တကောင်ပြန်ပြီးယူလိုက်မယ်ကျွန်တော်ဒီနားမှာအိုင်ယွန်ကိုလည်းကျွန်တော်တို့ပြန်ပြီးတော့ပိုင်းစပေးကြတော့နော်ဒီကောင်ဇွာယူကဲတင်ပေးခဲ့တဲ့ကောင်ပေါ့နော်ကျွန်တော်ဘုရားကျွန်တော်နောက်ကျရင်ကျွန်တော်ပြန်ပြီးတော့လုပ်ပေးမှာပေါ့နော်ဒီရွာမှာကျွန်တော်အိုင်ယွန်ကိုလည်းနောက်တစ်ကောင်ထပ်ထည့်ပေးမယ်ကျွန်တော်တော့လောဆရာကျွန်တော်ငမွေလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့လုပ်ပေးနိုင်သေးဘူးပေါ့နော်ကျွန်တော်ကြာရင်တော့လုပ်ပေးမှာပါဒီကောင်လေးအဲ့ကတော့ကျွန်တော်ထင်ထားတဲ့အတိုင်းရှိမယ်မထင်ဘူးဗျ shot တွေပါပဲပေါ့နော်မရှိဘူးဆိုတော့ကျွန်တော်နေရာချလိုက်ပြီဆိုတော့ကျွန်တော်ဒီနေရာကိုပဲပြန်အောင်လိုက်ပါတော့တပါလို့ဆိုဒီနေရာလေးကျွန်တော်တော်တော်လေးလှတယ်အရှိမှကျွန်တော်ရေကန်လေးရှိတယ်အရှိမှကျွန်တော်တောင်တန်းနေပေါ့နော်တောင်တန်းနေဒီနေရာလေးကပြောမယ်ဆိုတော့တော်တော်လှတယ်ဗျဆိုတော့ကျွန်တော်ဒီနေရာလေးမှာပဲကျွန်တော်နေရာယူလိုက်တော့မှာနော်ဒီတော့ကျွန်တော်တို့ဒီမှာကျွန်တော်နေရာ6တော့ကျွန်တော် shot လေးရင်တော့ shot လုပ်ဖို့တော့ကျွန်တော်ဒီမှာတစ်ပိန်လေးရေခေါ်လိုက်မယ်โอเคpreference တွေပဲဒီနောက်မှာချလိုက်မယ်ကျွန်တော် shot လုပ်လိုက်မယ်နော် shot က2လုံးလုပ်လိုက်မယ်အဲ့ဒါတက်ပြီးကျွန်တော်ဒီမှာတစ်လုံးပဲရသွားပါတော့အဲ့ဒါတစ်လုံးထပ်လုပ်လိုက်မယ်ပေါ်ပါတင်ကုန်ပြီဒါကျွန်တော်ဖုန်းနဲ့ဆော်တာပါနော်ဖုန်းနဲ့ဆော်တာကျွန်တော်ဖုန်းနဲ့ဆော်တာပြတော့ကျွန်တော်နည်းနည်းလေး error တက်နိုင်တယ်ပါနော်
အတက်နိုင်ဆုံးတော့ကျွန်တော်ကောင်းအောင်တော့ကြိုးစားပေးနေပါတယ်ဆိုတော့အားပေးတော့ကြပါအောင်ဗျကျွန်တော်ဒီ channel လေးကိုဒီ channel လေးမှာပဲကျွန်တော်နောက်ထပ်ဗီဒီယိုလေးဆက်ပြီးလုပ်ဖို့တော့ရှိတယ်ဆိုတော့အားလုံးပဲကျွန်တော်ကိုအားပေးတော့ကြပါအောင်နော် like and subscribe လုပ်ပေးတော့ကြပါအောင်ဒီကျွန်တော်ဒီနောက်ကိုကျွန်တော်ကြီးကြီးပါအကုန်ရှင်းလိုက်တော့ပဲပေါ့နော်လိုအပ်တာအကုန်ထည့်လိုက်တော့မယ်ကျွန်တော် file လေးရှာလိုက်မယ်โอเคပေါ့နော်ကျွန်တော်ဒီနားကြီးကျွန်တော်အရင်ဆုံးရှင်းရမယ်ပေါ့နော် maybe ဟုတ်တယ်ကျွန်တော်ဒီနားလေးကျွန်တော်မြေလေးညှိလိုက်မယ်ပေါ့နော်ဆိုတော့โอเคညှိပြီးသွားပြီပေါ့နော်ကျွန်တော်မြေလေးလည်းညှိပြီးပြီဆိုတော့ကျွန်တော်ဒီနေရာလေးကိုနည်းနည်းလိုက်ပြပေးမယ်နော်အားလုံးကိုโอเคဒီနေ့ကျွန်တော်မြေလေးညှက်တော့လည်းကျွန်တော်တော်တော်လေးကြီးလို့ကောင်းသွားပြီဘယ်တော့ကြာခုနကျွန်တော်မြေညှိနေနဲ့ကျွန်တော်မိုင်းရတူးထားလေးပေါ့နော်ကျွန်တော်မိုင်းနေပြန်တက်လာတဲ့ပုံစံပုံပြန်တက်လာတာပေါ့နော်โอเคပေါ်တက်မယ်ကျွန်တော်မိုးသက်လေးပြီးနေကြာတယ်ကျွန်တော်လေးတောင်တိုက်နေပေါ့နော်โอเคကျွန်တော်နေရာပြန်သွားမယ်ဆိုတော့ကျွန်တော်ခုနမိုင်းသွားတူတာကျွန်တော်နည်းနည်းတော့ရလာပြီပေါ့နော်ကျွန်တော် iron tester လောက်ရလာတယ်အဲကျွန်တော်ဒီရလာတဲ့ iron လေးကျွန်တော်ကြိုမယ်ပေါ့နော်โอเคအဲမှာကျွန်တော် iron လေးထည့်ပြီးကြိုလိုက်တော့မယ်โอเคကျွန်တော်ဘာမှလည်းလုံးဆရာမရှိသေးဘူးเนาะဆိုတော့ကျွန်တော်အိမ်ဆောက်ဖို့အတွက်လိုအပ်တဲ့ material လေးအရင်ဆုံးရှာလိုက်မယ်ကျွန်တော်ရှာပြီးသွားရင်တော့အကုန်လုံးပြန်တွေ့မယ်ပေါ့နော်ကဲဒါဆိုကျွန်တော် material လေးသွားရှာလိုက်အောင်မယ်โอเคဆိုတော့ကျွန်တော်ဒါမှ material အကုန်ရှာပြီးသွားပြီပေါ့နော် material ကတော်တော်ရှာလိုက်ရကျွန်တော်ဒီတော့22ရောက်သွားပြီပေါ့နော်โอเคဆိုတော့အနောက်ကကျွန်တော်ဒါမှပုံကျွန်တော်ပေါ့နော် chest ကနှလုံးရှိရပေါ့နော်ဒီတစ်လုံးထဲမှာအပြည့်ရှိရယ်ဒီထဲမှာလည်းရှိရပေါ့နော်ဆိုတော့အိမ်ကြီးကလည်းစောက်တော့စောက်မှာပဲကျွန်တော်တယောက်တည်းနေမှာတွေ့ကြမှာဆိုတေးသေးလေးပဲဆောက်လိုက်တော့ပါတော့နော်ဒါလည်းကျွန်တော်သွားချရင်တွေ့တာခွေးလေးပေါ့နော်ဒီကောင်လေးကိုကျွန်တော်နာမည်လေးပြင်ပေါ့နော်ကျွန်တော်ဒီနာမည်လေးကိုဘရိုနေတယ်ကျွန်တော်comment ထဲမှာလည်းရေးပေးသွားကြပါဦးနော်ကြိုက်တဲ့နာမည်ကိုပေါ့โอเคအကောင်လာဒီမှာထိုင်လိုက်တော့ပါနော်ဆိုတော့ကျွန်တော်အိမ်လေးစောက်ပြီးမှအကုန်လုံးပြန်တွေ့မယ်ပေါ့နော်ဆိုတော့ကျွန်တော်အိမ်လေးစောက်လာအောင်မယ်စောက်ပြီးသွားရင်တော့အကုန်လုံးပြန်တွေ့ရမယ်ပေါ့နော်ကဲဒါဆိုတော့ကျွန်တော်အိမ်လေးစောက်လိုက်ရအောင်ဗျကျွန်တော်အိမ်လေးစောက်ပြီးဒါကတော့ကျွန်တော်ရေးမှုလေးတော့ပြလိုက်တယ်ပေါ့နော်ကဲအားလုံးမကြည့်ကြနေတာမလားမကြည့်ကြနေကြည့်လိုက်ပေါ့နော်ကဲအိမ်လေးကကျွန်တော်တေးသေးလေးပဲစောက်ထားတယ်တယောက်တည်းနေမှာဖြစ်တဲ့အတွက်ပေါ့နော်ကဲဆိုပြမယ်အိမ်လေးကိုပြမယ်အိမ်လေးကဒါလေးပဲဖြစ်ပါတယ်ဆိုတော့တေးသေးလေးပဲစောက်ထားတယ်ပေါ့နော်ကျွန်တော်တယောက်တည်းနေမှာဖြစ်တဲ့ကြောင့်မလို့တေးသေးလေးပဲကျွန်တော်ဟိုဖြစ်တယ်ပေါ့နော်အိမ်အတွင်းမှာတော့ကျွန်တော်ဘာမှထွေတူတူတော့ပြင်တော့မပြင်စရာသေးဘူး decoration ဘာညာမလုပ်ရသေးဘူးဗီဒီယိုရဲ့ရှင်နေဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုလေးတစ်ပုဒ်ကြမှာလောက်ရင်လည်းလောက်မှာမဟုတ်ရင်ကျွန်တော်ကိုယ့်အကိုပဲဒီတန်မှာလောက်ရတော့မှာပေါ့နော်โอเคအိမ်ကြီးတော်တော့သေးတယ်ဗျပြီးတော့မှကျွန်တော်ပြင်ဆင်လိုက်တော့မှာပေါ့နော်ဘေးကအထက်က round decoration တွေပါညာတော့ဆိုတော့အားလုံးပဲဒီဗီဒီယိုလေးကလည်းကျွန်တော်တော်တော်လေးရှည်သွားပြီဆိုတော့ဒီနားမှာပဲကျွန်တော်ရန်နာလိုက်ရမယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်ရဲ့ Spiral Crab episode 1လေးပေါ့နော် episode 2ကိုလည်းကျွန်တော်ဆက်တင်ပေးသွားပါမယ်ပေါ့နော်အားလုံးပဲ bye bye